Ghislaine ဟာရန်သူဖြစ်သူ Frank ကသူ့ရဲ့တိုက်ခိုက်မှုကိုသတိထားမိပြီးဒဏ်ရာသက်သာအောင်အရေးကြီးတဲ့နေရာကိုမန်နာရီပို့လုပ်ပြီးကာကွယ်လိုက်နိုင်တာကိုသတိပြုမိသွားပါတယ်။အဲ့ဒီနောက်မှာတော့ Frank ကတိုက်ခိုက်ရေးကိုဟန်အနေထားကိုပြင်လိုက်ပြီး Ghislaine ရဲ့ထူးဆန်းလာတဲ့ဓာတ်တိုင်းပညာဟာဘယ်ကလာတာလဲဆိုပြီးစိန်ခေါ်မေးမြန်းလာပါတယ်။သူကမဲပြုံးပြုံးရင်းနဲ့ပဲ Ghislaine ကိုဒီနေရာမှာတင်အသက်ပြောက်စေရမယ်လို့ချင်းချောက်ခဲ့ပါတယ်။ Frank က Ghislaine ကိုနောက်ကိုတွန်းထုတ်လိုက်ပြီးသူ့မှာရှိတဲ့မန်နပမာဏကမပြောပါလောက်အောင်နဲလုံးနဲ့ဆိုပြီးတယောခဲ့တယ်လို့သူပဲမူချအောင်နိုင်မှာဖြစ်ကြောင်းယုံကြည်ချက်အပြည့်နဲ့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြောတာကို Ghislaine ကတုံ့လုံးချင်းမရှိပဲပြန်ပြုံးပြလိုက်တဲ့အခါမှာတော့ Frank တယောက်စိတ်ထဲမှာမလုံးမလဲဖြစ်သွားရပါတယ်။ Frank ဝေခွဲမရပဲတုံဆိုင်သွားတဲ့အခိုက်အတန့်မှာပဲ Ghislaine ကအခွင့်ကောင်းယူပြီးရန်သူဓာတ်ကိုပယ်ဖြတ်ကာ Frank ရဲ့ဟန်ချက်ကိုဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Ghislaine ဟာ Frank ရဲ့မျက်နှာတက်တဲ့ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ကန်ပစ်လိုက်တာကြောင့် Frank နောက်ကိုဆုတ်သွားရပါတယ်။ Frank ကပါဇက်ကထွက်လာတဲ့သွေးတွေကိုတုပ်လိုက်ပြီးသူ့ရဲ့မန်နာအကာအကွယ်တွေကြောင့်ဒီလိုတိုက်ခိုက်မှုတွေဟာအလကားပဲလို့ Ghislaine ကိုလှောင်ပြောင်ခဲ့ပါသေးတယ်။ဒါပေမဲ့ခဏအကြာမှာပဲ Frank တယောက်အပြင်းအထန်ချောင်းဆိုးပြဒူးထောက်လဲကျသွားပါတော့တယ်။ Ghislaine ရဲ့တိုက်ခိုက်မှုဟာဘာလို့ဒီလောက်အထိပြင်းထန်နေရတာလဲဆိုတာကို Frank လုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတယ်လို့မန်နာပမာဏအားနည်းပုံရတဲ့ Ghislaine ကသူ့ရဲ့မန်နာအကာအကွယ်ကိုဘယ်လိုမျိုးကြော်ဖြတ်ပြီးဒဏ်ရာရအောင်လုပ်နိုင်ခဲ့တာလဲဆိုတာကိုတွေးမရပဲဖြစ်နေခဲ့ပါတယ်။ Ghislaine ဟာ Frank အနာကိုဖြည်းဖြည်းချင်းရှောက်လာပြီးသူ့ညီမလေးတေဆုံးအောင်နောက်ွယ်ကနေကျူးကန်ခဲ့တဲ့သူရှိလိမ့်မယ်လို့တန်တရားဝင်ခဲ့ပေမဲ့တကယ်တရားခံက Frank ဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Ghislaine ဟာဆူးရှာတဲ့အကြည့်တွေနဲ့အတူသူ့ရဲ့တတိယမြောက်မန်နာအမခံဦးတိုင်းတရက်ကောကိုဖွင့်ထုတ်လိုက်တာကြောင့်သူ့ရဲ့မန်နာစွမ်းရည်တွေဟာထူးခြားဆန်းပြားစွာနဲ့အစမတန်ပောက်ကွဲထွက်လာပါတော့တယ်။ Frank တယောက်တိတိတတ်တာတုံ့လုံးသွားပြီးဘာမှတောင်ပြန်မတုံ့ပြန်နိုင်ခင်ဒါပဲ Ghislaine ကမျက်စိနဲ့တောင်မလိုက်နိုင်တဲ့အရှိန်နှုန်းနဲ့သူ့ရှိတဲ့ကိုရောက်ရှိလာပါတယ်။ Ghislaine ရဲ့တိုက်ခိုက်မှုတွေဟာရက်ရက်ဆက်ဆက်နဲ့တစ်ချက်ပြီးတစ်ချက်ပိုမိုပြင်းထန်လာခဲ့ပါတယ်။ Frank အနေနဲ့အစွမ်းကုန်ခုခံနေပေမဲ့လည်းစက်တိုက်ကြရောက်လာတဲ့ဒဏ်ချက်တွေကြောင့်လက်မောင်းတွေထုံကျင်လာပြီးသူ့ရဲ့ဓာတ်ဟာလည်းကျိုးပဲတော့မဲ့အခြေအနေကိုရောက်ရှိသွားပါတယ်။ Frank ကဟန်ချက်ပြန်ထိန်းဖို့ကြိုးစားရင်းဒီလိုမန်နာတွေအလွန်အကျွံပောက်ကွဲထွက်လာတဲ့တိုက်ခိုက်မှုမျိုးဟာများသောအားဖြင့်တက်ရောက်မှုသိမ့်မရှိနိုင်ဘူးလို့သူ့ကိုယ်သူပြန်သတိပေးနေခဲ့ပါတယ်။ဒါပေမဲ့ Ghislaine ရဲ့ပောက်ကွဲထွက်လာတဲ့မန်နာစွမ်းအင်တွေကတော့ Frank ရဲ့အသိဉာဏ်ကိုစိန်ခေါ်နေတယ်လို့ပါပဲဒီလူငယ်လေးဟာလူတစ်ယောက်လုံးဝပြောင်းလဲသွားတယ်လို့မျိုးဖြစ်နေခဲ့တာပါ။ Ghislaine ဟာ Frank ရဲ့အကာအကွယ်တွေပျက်စီးနေတာကိုသတိပြုမိလိုက်ပြီးပြတ်သားတဲ့တိုက်ခိုက်မှုတစ်ခုနဲ့ရန်သူဓာတ်ကိုရိုက်ချိုးပစ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူဟာ Frank ရဲ့ကိုယ်ခန္ဓာကိုပြင်းထန်တဲ့အရှိန်နဲ့စက်တိုက်ထိုးနှက်လိုက်ပြီးသူ့ရဲ့ဓာတ်ကိုရန်သူရင်ဘတ်ထဲအထိနက်နက်ရှိုင်းရှိုင်းထိုးဆိုင်လိုက်ပါတော့တယ် Frank ကနာကျင်လွန်းလို့အော်ဟစ်လိုက်ပေမဲ့ Ghislaine က Frank ရဲ့လက်ဘင်းကိုညှစ်ပြီးနေရန်မှာကတ်တွန်းထားလိုက်တာကြောင့်အတန်တိတ်သွားရပါတယ်ဓာတ်ကိုရင်ဘတ်ထဲစိုက်ထားလျက်သားနဲ့ပဲ Ghislaine ကဒီလောက်ကြံမှုကိုဘသူကခိုင်းစေခဲ့တာလဲဆိုတာအမှန်တိုင်းပြောဖို့အဖြေတောင်းဆိုပါတော့တယ် Frank ကပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆန်တဲ့အပြင်သူ့မှာဝတ်ထားတဲ့ဓာတ်မြောက်အသေးလေးကိုထုတ်ပြီးသူတေးရင်တောင် Elena ကိုတပါးတည်းခေါ်သွားမယ်လို့ကြုံဝါခဲ့ပါတယ်ဒါပေမဲ့သူဘာမှမလုပ်နိုင်ခင်မှာပဲမန်နာနဲ့လှုပ်ထားတဲ့ကျိုးမြင့်တွေကသူ့ရဲ့လက်ကဝတ်ကိုတင်းတင်းကြပ်ကြပ်ရစ်ပတ်ပြီးလှုပ်ရှားလို့မရအောင်တားဆီးလိုက်ပါတယ်အဲ့ဒီကျိုးမြင့်တွေကိုထိန်းချုပ်ထားတဲ့ Ghislaine က Frank ကိုမိုက်မဲတဲ့ဆုံးဖြတ်ချက်တွေမချဖို့သတိပေးလိုက်ပါတယ်ပြီးတော့အဲ့ဒီလိုအေးစက်တည်ငြိမ်တဲ့အကြည့်တွေနဲ့ပဲ Frank အနေနဲ့တော်ယုံနဲ့မယုံကန်ပဲအမှန်တိုင်းပြောမယ်ဆိုရင်ဓာတ်ကိုပြန်သိမ်းပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်သူ့ကိုတားဆီးထားတဲ့ကျိုးမြင့်တွေဟာမန်နစွမ်းအင်တွေနဲ့ဖန်တီးထားတာကိုသိလိုက်ရတဲ့အခါ Frank တယောက်အံ့အားသင့်သွားရပါတယ် Ghislaine ကဒီလိုလက်နက်မျိုးကိုဘယ်ချိန်ကတည်းကဖန်တီးလိုက်မှန်းသူလုံးဝတွေးမရဖြစ်နေကြတာပါ Ghislaine ကတွေးအေးနေပဲဓာတ်ကို Frank ရဲ့ကိုယ်ခန္ဓာထဲပို့ပြီးနက်နက်ရှိုင်းရှိုင်းထိုးဆိုင်လိုက်ပြီး Frank လိုအရေးချင်းရှိတဲ့သူမျိုးကဒီလောက်တန်ရာကိုကုသနိုင်ရမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ Frank ရဲ့မန်နာအမခံဦးတိုင်းသို့မဟုတ်မန်နာကောတာပျက်စီးသွားရင်တော့ဘယ်လောက်ပဲရေးအချင်းရှိအလကားဖြစ်သွားလိမ့်မယ်လို့အေးဆက်ဆက်လေးတန်နဲ့ချင်းချောက်လိုက်ပါတယ်Ghislaine ရဲ့ဓာတ်ကနေမန်နစွမ်းအင်တွေထူးဆန်းစွာတောက်ပလာတာကိုမြင်လိုက်ရတဲ့အခါ Frank ရဲ့မျက်ဝန်းထဲမှာထိတ်လန့်မှုတွေအထင်သာဖြစ်သွားပါတယ်။သူ့ရဲ့မန်နာကောတစ်ခုလုံးထိန်းချုပ်မရပဲအကွဲလာတာကိုခံစားလိုက်ရတဲ့အတွက်အဲ့ဒီလောက်ကျန်တစ်ဖြတ်သူဟာနာကျင်စွာနဲ့အော်ဟစ်ပါတော့တယ်။သူက Ghislaine ကိုယူနေပြီလို့ဆွဆွဲအော်ဟစ်ရင်းမန်နာတွေရုတ်တရက်ပြောင်းပြန်စီးဆင်းသွားတာကြောင့်ဒီနေရာတစ်ခုလုံးကိုပြာကျသွားစေမဲ့အပြင်းထန်ပောက်ကွဲမှုကြီးဖြစ်သွားနိုင်တယ်လို့သတိပေးခဲ့တယ်လို့ Ghislaine ကသူ့ကိုယ်သူပါတက်သေးဖို့ကြအစီနေတာလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့ Ghislaine ကတော့မျက်တောင်တစ်ချက်မခတ်ပဲတည်ငြိမ်စွာနဲ့ပဲအရေးချင်းမရှိတဲ့သူတွေပဲဒီလိုမှားမျိုးလုပ်တတ်တာလို့အေးဆက်စွာတုံ့ပြန်ခဲ့ပြီးသူ့အနေနဲ့ဒီစွမ်းရည်တွေကိုအပြည့်အဝထိန်းချုပ်နိုင်ကြောင်းပြောလိုက်ပါတယ်။ Ghislaine ရဲ့အမူအရာကိုကြည့်ပြီးသူလိန်ညာပြောဆိုနေတာမဟုတ်မှန်း Frank သိလိုက်ရတဲ့အတွက်ပိုပြီးတော့ထိတ်လန့်သွားပါတယ်။နောက်ဆုံးမှာတော့သူတေးရတော့မယ်ဆိုတာကိုလက်ခံလိုက်ရတဲ့ Frank ကနာကျင်စွာအော်ဟစ်ရင်းဒီလောက်ကျန်မှုကိုမျိုးစားတက်စမွန်ကနောက်ွယ်ကနေစေခိုင်းခဲ့တာဖြစ်ကြောင်းဖွင့်ဝင်ခံလိုက်ပါတော့တယ်။မျိုးစားတက်စမွန်ဟာပါရန်နဲ့တိုကက်မိသားစုတွေကိုစစ်ပွဲဖြစ်ပွားအောင်အကွက်ဆင်ခြင်းလို့ဒီလိုလုပ်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီအမှန်တရားကိုကြားလိုက်ရတဲ့အခါ Ghislaine တယောက်အံ့ဩသွားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရင်ဘဝတုန်းကဒီလိုအကွက်ဆင်မှုမျိုးတွေကိုဒူဒဲလာလင်နဲ့ပူးပေါင်းထားတဲ့မိသားစုတွေကပဲလှုပ်လေ့ရှိတာကြောင့်ပါအခုလိုဒူဒဲလင်ကနောက်ွယ်ကနေကျိုးကင်ပြီးဘာမှမပတ်သက်သလိုနေနေတာကိုမြင်ရတဲ့အတွက် Ghislaine တယောက်အလွန်မင်းဒေါသထွက်သွားရပါတယ်ဒါကြောင့်မို့လို့ပဲ Frank ကိုသူ့ညီမလေးကိုပြစ်မှတ်ထားခဲ့တာလားလို့ Ghislaine ကထပ်မံမေးမြန်းတဲ့အခါ Frank ကမဲပြုံးနေပဲဟုတ်မှန်ကြောင်းဝန်ခံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Ghislaine ဟာတွန့်ဆုတ်မနေတော့ပဲဓာတ်ကို Frank ရဲ့ခန္ဓာကိုယ်ထဲထိုးဖောက်မှုနှောက်လိုက်ပါတော့တယ်။ Frank ကသွေးတွေအန်ရင်းနဲ့ပဲသူအမှန်တိုင်းပြောရင်တပြန်သိမ်းပေးမယ်ဆိုတဲ့ Ghislaine ရဲ့ဂတိကိုပြန်သတိပေးခဲ့ပါတယ်။ဒါပေမဲ့ Ghislaine ကလောင်ပြုံးပြီးလူပေါင်းများစွာရဲ့အသက်ကိုတတ်ခဲ့တဲ့ Frank လိုလူမျိုးကအခုမှဘာလို့တေးရမှာကို
ကြောက်နေတာလဲလို့ပြန်မေးခဲ့ပါတယ်။အဲ့ဒီအခါ Frank ကရုတ်တရက်အော်ဟစ်ရေမောလိုက်တာကြောင့် Ghislaine ပါအံ့ဩသွားရပါတယ်။ Frank က Ghislaine နားကိုတိုးကပ်လာပြီးသူတည်သွားလဲဘာမှပြောင်းလဲမှာမဟုတ်ကြောင်းဓာတ်မီသားစုရဲ့ရည်ရွယ်ချက်ကအောင်မြင်သွားပြီဖြစ်လို့ပါရမီသားစုဟာလည်းပျက်စီးခြင်းစီကိုရောက်သွားတော့မှာဖြစ်ကြောင်းကြုံရခဲ့ပါတယ်ပြီးတော့ Ghislaine လိုကောင်းမျိုးပြောတာကိုဘသူကယုံမှလဲဆိုပြီးတယောခဲ့ပါသေးတယ်။ Frank ကသူ့ကိုလှောင်ပြောင်နေတော့မှပဲ Ghislaine ကအဲ့ဒီလုတ်ကြံတက်ဖြတ်သူရဲ့ခေါင်းကိုဆွဲကင်ပြီးနေရန်နဲ့အရှိန်ပြင်းပြင်းစောင့်ပစ်လိုက်ပါတယ်။ Ghislaine ကရက်ဆက်တဲ့အပြုံးနဲ့အတူသူဟာတေဆုံးခြင်းကနေပြန်လည်မွေးဖွားလာသူဖြစ်လို့ဒီတစ်ချိန်မှာတော့အရာအလုံးပြောင်းလဲသွားစေရမယ်လို့ကြေညာလိုက်ပါတယ်။သူ့ရဲ့ဓာတ်ကနေမန်နဆွမ်းအင်တွေပုံမတောက်ပလာပြီး Frank ရဲ့အော်ဟစ်တန်တွေဟာလည်းလေထူးထဲမှာပဲ့တင်ထက်သွားပါတော့တယ်။ Frank ရဲ့ပါးစပ်ထဲကနေမန်နဆွမ်းအင်တွေပောက်ကွဲထွက်လာပြီးကောင်းကင်ယံမှာမီရှူမီပန်းတွေလိုမျိုးပောက်ကွဲသွားခဲ့ပါတယ်။ခဏကြာမှတော့အဲ့ဒီလုတ်ကြံတက်ဖြတ်သူရဲ့တက်မဲ့ခန္ဓာကိုယ်ကြီးဟာမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။ Ghislaine ဟာအသက်ကိုပြင်းပြင်းရှူရင်းပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်။ပြန်ကျဲနေတဲ့အလောင်းတွေနဲ့ဘာမှမသိပဲအေးချမ်းစွာအိပ်ပျော်နေတဲ့သူ့ညီမလေးကိုမြင်ရတဲ့အခါဒီတိုက်ပွဲပြီးဆုံးသွားပြီဆိုတာကိုသူအတည်ပြုနိုင်ခဲ့ပါတယ်။ပတ်ဝန်းကျင်မှာဘယ်သူမှမရှိတော့တာတေချာသွားတဲ့အခါသူဟာဓာတ်ကိုပစ်ချလိုက်ပြီးအသက်ကိုပြင်းပြင်းရှူကဒူးထောက်လဲကျပြီးသွေးတွေအံပါတော့တယ်။ Ghislaine ကပါးစပ်ကသွေးတွေကိုတုပ်ရင်းသူကြေးစားပြရင်ဖြစ်ခဲ့စဉ်တုန်းကမန်နကော၃ခုလုံးကိုတပြိုင်နက်ပောက်ကွဲစေတာမျိုးဟာအလွန်လွယ်ကူတဲ့အရာဖြစ်ခဲ့ဘူးကြောင်းစိတ်ပြက်လက်ပြက်နဲ့ရေရွတ်လိုက်ပါတယ်။အဲ့ဒီနောက်စိတ်ကိုဒုံဒုံချလိုက်ပြီးဒီနေရာမှာတင်သူလဲကြလို့မဖြစ်ဘူးလို့ကိုသတိပေးကပြန်လဲမတ်တက်ရက်လိုက်ပါတယ်။သူဟာအနီးနားကအဆောက်အုံတစ်ခုစီကိုတွားပြီးတကားကိုကန်ဖွင့်လိုက်တဲ့အခါအတွင်းထဲမှာတေဆုံးနေတဲ့အလောင်း2လောင်းကိုတွေ့ရှိခဲ့ပါတယ်။အရင်ဘဝတုန်းကတော့အယ်လီနာအလောင်းနဲ့အတူဒီနေရာမှာတတိယမြောက်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ဘူးတာပါ။အခုတစ်ချိန်မှာတော့ Frank အစောပိုင်းကပြောခဲ့တဲ့စကားတွေအရတေဆုံးနေတဲ့သူတွေထဲကတယောက်ဟာဓာတ်မီသားစုရဲ့တားဖြစ်သူမှန် Ghislaine သိလိုက်ရပါတယ်။အဲ့ဒီကောင်လေးဟာသူ့ကိုစောင့်ရှောက်တဲ့ကိုရန်တော်နိုင်နဲ့အတူတက်ဖြတ်ချင်းခံခဲ့ရတာဖြစ်ပြီးအယ်လီနာကိုလူသက်သမားအဖြစ်အစွဲဖို့အတွက်တေဆုံးမှုကိုအကွက်ဆင်ထားတာဖြစ်ပါတယ်။အကယ်၍ဒီအလောင်းတွေကိုလူတွေသိသွားရင်စစ်ပွဲဖြစ်ပွားမှာတေချာတလောက်ရှိနေတဲ့အတွက် Ghislaine ဟာတပ်တွေတွေကိုဖျောက်ဖျက်ဖို့ဆုံးဖြတ်လိုက်ပြီးမီရှူမီပန်းကိုအသုံးပြုကာအဆောက်အုံကိုမီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။အမှန်တရားကိုဖုံးကွယ်ပေးမဲ့မီးတောက်တွေတောက်လောင်နေစဉ်မှာပဲ Ghislaine ဟာသူ့ညီမလေးကိုပွေ့ချီပြီးထွက်ခွာလာခဲ့ပါတော့တယ်။သူကရန်သူတွေရဲ့အစီအစဉ်ကိုဘယ်တော့မှအောင်မြင်ခွင့်ပေးမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားတနိဋ္ဌာန်ချလိုက်ပါတယ်။ဒါပေမဲ့ Ghislaine မသိလိုက်တာကတော့တစ်ပင်တွေကြားထဲမှာပုံကွယ်နေတဲ့လူတစ်ယောက်ဟာသူ့ရဲ့လှုပ်ရှားမှုမှန်သမျှကိုစောင့်ကြည့်နေခဲ့တာပါ။အဲ့ဒီလူဟာခဏလောက်စောင့်ကြည့်ပြီးတဲ့နောက်မှာတော့အရေးတွေထဲကိုတိုးဝင်ပြီးပျောက်ကွယ်သွားပါတော့တယ်